လမ်းဘေးဈေးတဲ့ဘွားကနေတရက်သိန်းရချီဝင်ငွေရှိတဲ့အထိချမ်းသာလာကြတဲ့ဇယ်လီများအရင်ကဆိုရင်တော့လမ်းဘေးဈေးတဲ့ဘွားကိုဂုံငယ်သိန်းငယ်တဲ့အလုပ်ရှက်စရာလုပ်ဆိုပြီးတော့လူတွေကအထင်သေးတတ်ကြပါတယ်နော်ဒါပေမဲ့လည်းအခုခေတ်မှာတော့လမ်းဘေးမှာဈေးအောင်ရင်ပဲကြီးပွားချမ်းသာသွားကြပါတယ်အထူးသဖြင့်လမ်းဘေးမှာပန်းရောင်းရင်အိမ်ဒီကားတွေပိုင်နိုင်ခဲ့တဲ့ရန်ကုန်မြို့ကပန်းတဲ့ကိုကောင်းမြတ်ရန်ကုန်မန္တလေးလမ်းဘေးမှာကားသမားတွေကို900ဆိုင်ရောင်းရင်းနဲ့300နဲ့ကားဝယ်စီးနိုင်ခဲ့တဲ့900တဲမလေးချယ်ရီစသဖြင့်အများကြီးပါပဲရှင်ဒီဗီဒီယိုထဲမှာတော့လမ်းဘေးဈေးတဲ့ဘွားကနေတရက်သိန်းရချီဝင်ငွေချီကချမ်းသာကြွလာတဲ့လမ်းဘေးဈေးတဲ့ဆယ်လီ300အကြောင်းဖော်ပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်3မန္တလေးမြို့ကချက်မောင်းတဲ့ဖတ်တီမှာလမ်းဘေးမှာဈေးအောင်နေပေမဲ့နေချင်းညချင်းတနိုင်ငံလုံးမှာနာမည်ကြီးတဲ့ဆယ်လီတူဖြစ်လာကတနေ့သိန်းပေါင်းများစွာငွေရရှိနေတာကတော့မန္တလေးမြို့ကချက်မောင်းတဲ့မတ်သိန်ကေဝင်းလို့ခေါ်တဲ့ဖတ်တီမှာဖြစ်ပါတယ်။မတ်သိန်ကေဝင်းကအစောပိုင်းမှာတော့မန္တလေးမြို့ဥပိန်တရားမှာပဲရောင်းနေတာမဲ့အချက်မောင်းတဲ့လေးတူပါရှင်။မတ်သိန်ကေဝင်းလို့ခေါ်တဲ့ဖတ်တီမှာကကိုဝန်ဆောင်နေရတာဖြစ်ပြီးတော့ဈေးအောင်မကောင်းလို့အကျွေးတွေလည်းပက်လက်ဝိုင်းနေတာဖြစ်ပါတယ်။ဒါပေမဲ့လည်းဖတ်တီမာကကိုဝန်ကြောင့်တမယာတိချင်းချင်းတက်ပြီးတော့တုတ်ဆိုင်ရမှာတော်တော်လေးကတွန်းတွေ့သွားတာဖြစ်ပါတယ်။ဖတ်တီမာကကိုတယောက်တည်းဆိုင်ရုံတည်းမကပါဘူး။တမယာတိတွေကိုပပလီမြုပ်သီးစားအချုံမဟင်းအနှစ်တွေနဲ့ချင်းချင်းကန်ကန်ဆက်ဆက်တမယာတိတုံနီကို TikTok မှာမျှဝေလိုက်တဲ့အခါမှာတော့တော်တော်လေးနာမည်ကြီးသွားခဲ့ပါတယ်။အခုဆိုရင်ဖတ်တီမာရဲ့ဥပိန်တရားဘောကချက်မောင်းတဲ့ဆိုင်တွေကတန်းစီတိုးဝစ်စားကြသူတွေနဲ့စီကားနေတာဖြစ်ကတနေ့ကိုသိန်းချီပြီးရောင်းနေရတယ်လို့လည်းသိရပါတယ်။ဖတ်တီမာရဲ့တမယာတိတုတ်ကိုမန္တလေးတမြို့တည်းတွေမကပါဘူးနော်။ရန်ကုန်မြို့ကလူတွေနာမည်ကြီးဆယ်လီတွေကပါတကူတကလာစားကြရလို့အခုဆိုရင်တော့ဖတ်တီမာကအကျွေးတွေအားလုံးလဲကြေးသွားတဲ့အပြင်တံမြာတိတုတ်ကိုနေဝေးပို့လို့ရအောင်လို့ဒစိတ်တွေဘူးတွေနဲ့ပြင်ဆင်နေတာပဲဖြစ်ပါတယ်အတူချုပ်ပြောရမယ်ဆိုရင်တော့ဖတ်တီမာကလမ်းဘေးမှာချင်မောင်းတဲ့ဘွားကနေအခုဆိုရင်တော့အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်လာပြီလို့ဆိုရမှာဖြစ်ပါတယ်နံပါတ်2ဝိုင်းချုံမဖတ်တီမာလိုပါပဲလမ်းဘေးမှာအကြော်ရောင်းရင်းနဲ့နံပါတ်1လုံးနဲ့ချမ်းသာကြုံလာတာကတော့ဝိုင်းချုံမအကြော်လိုင်းဖြစ်ပါတယ်ဝိုင်းချုံမအကြော်ဆိုင်ပိုင်ရှင်မရွှင်ရွှင်ကဖခင်ကြီးနေမကောင်းတာကြောင့်အကြော်ရောင်းရင်းကနေနာမည်ကြီးဆယ်လီတယောက်ကြောင့်အင်တာနက်ပေါ်မှာနာမည်ကြီးကတဟုန်တိုးရောင်းအတက်လာခဲ့တာဖြစ်ပါတယ်အခုဆိုရင်ဝိုင်းချုံမအကျော်ဆိုင်ကိုလူတိုင်းကတွေးအားပေးနေကြရတယ်လို့ဝိုင်းချုံမဆိုင်ပိုင်ရှင်မရွှင်ရွှင်အားဆိုရင်လည်း300တဲ့အကျော်ဆိုင်နဲ့အတူ3000နဲ့အင်ကြီးကိုလည်းပိုင်ဆိုင်နိုင်ခဲ့ပါပြီနံပါတ်1ရဲလီမလမ်းဘေးမှာမိုဟင်ငါရောင်းကနာမည်ကြီးမင်းသားမင်းသမီးတွေထက်တောင်ချမ်းတော်ကြိုးရတဲ့ဘဝကိုပိုင်ဆိုင်နိုင်ခဲ့တာကတော့ရဲလီမဖြစ်ပါတယ်ရဲလီမကအရင်တုန်းကတော့ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေမှာဖျက်လျှောက်ဇက်ဖို့တရုပ်ဆောင်တူဖြစ်ပြီးတော့ဆင်းရဲပါတယ်။အဲဒီနောက်မှာတော့ရဲလီမကဗီဒီယိုဈေးကွက်ပြတ်တော့စာဝတ်နေရေးအတွက်တော်တော်လေးဒုက္ခရောက်ခဲ့ရရှာပါတယ်။ဒါကြောင့်ရဲလီမကလမ်းဘေးမိုဟင်ငါဆိုင်လေးတစ်ဆိုင်ဖွင့်ခဲ့ပါတယ်။ရဲလီမကမထင်မှတ်ထားပဲမိုဟင်ငါနဲ့အကျိုးပေးတယ်လို့ဆိုရမှာဖြစ်ကရဲလီမရဲ့မိုဟင်ငါကိုလူတိုင်းကျက်နှစ်သက်ကြတာကိုတွေ့ရပါတယ်။ဒါကြောင့်လည်းအခုဆိုရင်တော့ရဲလီမရဲ့မိုဟင်ငါဆိုင်ခွဲတွေကိုရန်ကုန်နဲ့နေပြည်တော်မြို့တွေမှာပါဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါတယ်။အခုဆိုရဲလီမကဒီလိုမိုဟင်ငါရောင်းလို့လဲထိတ်တန့်ရုပ်ရှင်မင်းသားမင်းသမီးတက်တောင်မှချမ်းသာကြွားနေပြီဖြစ်ပါတယ်။အခုပြပြခဲ့တာကတော့လမ်းဘေးဈေးတဲ့ဘွားကနေနိုင်ငံကျော်ဆယ်လီဖြစ်ကကြွားချမ်းသာလာကြတဲ့လူတွေအကြောင်းပဲဖြစ်ပါတယ်။ထူးခြားတာတစ်ခုကဖတ်တီမာဝိုင်းချုံမရဲလီမစသဖြင့်မရီပါနေတာဖြစ်ပါတယ်နော်။ဒါကြောင့်လဲလူကြီးမင်းတို့လည်းအောင်မြင်ခြင်းနဲ့ဆိုရင်တော့ကိုယ့်ရဲ့နာမည်နောက်မှာမထားကြည့်ကြဖို့တိုက်တွန်းလိုက်ပါတယ်။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေရောလမ်းဘေးဈေးတဲ့ဘွားနဲ့အောင်မြင်ချမ်းသာလာတဲ့ဆယ်လီတွေအပေါ်ပရိသတ်တို့အမြင်ရှိတယ်ဆိုရင်လည်းပြပြပေးခဲ့ကြပါအောင်ရှင်။